တယောက်တည်းနေရမရကိုကြီးညာတရက်ပြီအဲ့လိုငါချစ်ရတဲ့မိသားစုတွေမင်းမပြောနဲ့ဟာဘာဖြစ်လို့တော့မင်းအဲ့လိုပြောတာအခုရဲ့နှလုံးသားကိုဓာတ်နဲ့ဆွလိုက်သလိုပဲအခုအဲ့လိုပြောမှသူ့အပူဆိုတာခုနကတော့တမျိုးအခုကစတိုင်ကပိုပြောင်းသွားတာညီလေးကဓာတ်နဲ့ဆွတယ်ဆိုတော့ညီလေးကိုကြိတ်ကြိုက်နေတဲ့ပြင်းရှင်ဖြိုးဖြိုးတယ်မှာဓာတ်ပုံကြီးအိုက်တိုင်းပဲရိုက်ချင်ပါပြီအမလေးအခုချိန်မှာမင်းသားလေးကပြောလိုက်သူတို့ဟေးလောက်လိုက်ဘယ်နှမှကျအလုံးဝင်လိုက်အလုံးရှင်နေပိုင်ရပြီဒီပိုင်လို့ကားလိုက်မှာနော်ခဏလေးနော်ပွဲခဏလေးပါနော်ခဏလေးတော့ဒါဒီပိုင်တော့ကားကြလို့နော်အချိန်လေးရှိတယ်လို့မြန်လေးကားကြလို့ဒီတစ်ပတ်ပဲဒီတစ်ပတ်ပြင်သားကြောဖြတ်တော့မှာမခဏလေးနော်ရွာသားကျော်စိန်ကိုကိုစီကြီးစိန်မောင်တော့ကြံခဲ့တယ်လို့ညီလေးသာရှိရလားနောက်မှတယောက်တစ်ပေါက်ဒုရှိအောင်ဖြစ်တယ်စပယ်တယ်မလေး